စီးပွားရေးလောကမှာပစ္စည်းတစ်ခုကိုရောင်းဖို့ပဲအသေးအတန်စူးစမ်းနေတာကအကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။တကယ်အောင်မြင်တဲ့သူတွေဟာရောင်းဖို့မစူးစမ်းပဲဝယ်ယူသူတွေကသူတို့ဘာသာလိုလားတောင်းတလာအောင်ဖန်တီးတတ်ကြပါတယ်။ဒါဟာ9နှစ်အတွင်းရန်တန်ပေါင်း11300 113အိုကုအထိရှာဖွေနိုင်ခဲ့တဲ့အံ့အားသင့်စရာနည်းဗျူဟာတစ်ခုဖြစ်ပါတယ်။အဓိကတော့ချက်ကတော့မိမိကိုယ်တိုင်တကယ်ကျေနပ်အားရတဲ့အရာတွေကိုစစ်မှန်တဲ့ဇလန်းတွေနဲ့အတူတင်ပြခြင်းကလူတွေရဲ့မှတ်ဉာဏ်ထဲမှာစွဲထင်စေပြီးရည်ရှိခိုင်မြဲတဲ့ယုံကြည်မှုကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုတော့ကာကုဆိုတဲ့ပုဂ္ဂိုလ်ကသူကိုယ်တိုင်ရေးသားထားတဲ့ Super Marketing အတွေးအခေါ် Super Marketing Thinking ဆိုတဲ့စာအုပ်ထဲမှာအသေးစိတ်ဖော်ပြထားပါတယ်။သူကအဖြေအားလုံးဟာဝယ်ယူသူတွေရဲ့စိတ်ထဲမှာပဲရှိနေတယ်လို့ဆိုပါတယ်။လူတော်တော်များများကဈေးကွက်ရှာဖွေရေးကိုကဏ္ဍအချက်လက်တွေလို့ထင်တတ်ကြပေမဲ့တကယ်တော့ဝယ်ယူသူဆိုတာဒီတာတွေမဟုတ်ပဲခံစားချက်ရှိတဲ့လူသားတဦးချင်းစီဖြစ်ပါတယ်။သူတို့ရဲ့ဘဝအခြေအနေနဲ့အတွေးခေါ်တွေကိုနားလည်အောင်စူးစမ်းခြင်းကသာအောင်မြင်မှုစီကိုလမ်းပြပေးမယ်ယတနာတိုက်ကိုရှာဖွေတာနဲ့တူပါတယ်။စာရေးသူကာကူဟာကုမ္ပဏီတစ်ခုမှာအလုပ်စဝင်ပြီး2 လအတွင်းမှာတင်အယောင်အကောင်းဆုံးဝန်ထမ်းတဦးဖြစ်လာခဲ့ပါတယ်။သူလှုပ်ဆောင်ခဲ့တဲ့နီးလန်းကတော့အလွန်ရိုးရှင်းပါတယ်။သူဟာနေ့တိုင်းအိမ်သာဆေးတာနဲ့ရုံးရှိကလမ်းတွေကိုတန်ရှင်းရေးလုပ်ခဲ့ပါတယ်။ဒါအပြင်လာသမျှဝယ်ယူသူတွေရဲ့မျက်နှာနဲ့နာမည်ကိုမှတ်မိအောင်စူးစမ်းခဲ့ပါတယ်။ဒီလိုမျိုးလူတိုင်းလုံနိုင်တဲ့အခြေခံကြတဲ့ကောင်းမှုတွေကိုစက်တိုက်လှုပ်ဆောင်ခြင်းကလူတွေရဲ့ယုံကြည်မှုကိုရရှိစေပြီးပစ္စည်းရောင်းဖို့မပြောရသေးခင်မှာဝယ်ယူသူတွေကသူတို့ဘာသာလာရောက်ဝယ်ယူကြတဲ့အမာခံပရိသတ်တွေဖြစ်လာစေပါတယ်။ဈေးကွက်ထဲမှာလူတွေတတိထားမိလာအောင်လှုပ်ဆောင်ရမှာအစင်မပြေတဲ့ခံစားချက်မျိုးမဟုတ်ပဲထူးခြားတဲ့ခံစားချက်မျိုးပြီးနိုင်ဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်နှုတ်ဆက်တာပြုံးရွှင်တာနဲ့ဖော်ရွေတာလိုမျိုးအခြေခံအချက်တွေကို100%ပြည့်ဝအောင်လှုပ်ဆောင်ရင်အလုံးမှာအဆင်ပြေလာနိုင်ပါတယ်။ TV မှာမြင်တွေ့ရတဲ့ငါးပညာရှင်ဂိုးကွန်းလိုမျိုးအနည်းငယ်ထူးခြားတဲ့စကားပြောပုံဒါမှမဟုတ်အမူအရာတွေကလူတွေရဲ့မှတ်ဉာဏ်ထဲမှာစွဲကြံရစ်စေပါတယ်။ဒီလိုမျိုးမဆိုးဝါးတဲ့ထူးခြားမှုတွေဟာလူတွေကိုစွဲဆောင်နိုင်တဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်လာနိုင်ပါတယ်။ခေတ်ကာလမှာပစ္စည်းတွေကအရေးသွေးချင်းတူညီနေတတ်တာကြောင့်ထူးခြားတဲ့ဇာတ်လမ်းတွေကသာကွဲပြားမှုကိုဖန်တီးပေးနိုင်ပါတယ်။ကာကူဟာဒဲအိုးရောင်းတဲ့အခါသူကိုယ်တိုင်ဟင်းမချက်တတ်ပေမဲ့ဝယ်ယူသူတွေကိုဆရာတင်ပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုမေးမြန်းခဲ့ပါတယ်။ဝယ်ယူသူတွေစီကရရှိတဲ့တကယ်အတွေ့အကြုံတွေကိုဇာတ်လမ်းတစ်ပုဒ်လိုပြန်လည်ပြောပြခြင်းကပစ္စည်းရဲ့လှုပ်ဆောင်ချက်တွေကိုပဲပြောပြနေတာထက်လူတွေရဲ့စိတ်ကိုပိုမိုလှုပ်ရှားစေပါတယ်။မိမိကိုယ်တိုင်လက်တွေ့အသုံးပြုပြီးခံစားရတဲ့အချက်တွေကိုပြောပြခြင်းကသာတခြားသူတွေစီပြန့်နှံ့သွားနိုင်တဲ့စွမ်းအားရှိပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုတိုးတက်ဖို့အတွက်ဝယ်ယူသူတွေကဘာကိုနှစ်သက်တယ်လဲဆိုတာကိုသူတို့စီကပဲတိုက်ရိုက်မေးမြန်းတိုင်ပင်သင့်ပါတယ်။လူတစ်ယောက်ကိုမြင်တာနဲ့မိမိကိုအဖြေပေးနိုင်တဲ့ဆရာတဦးလိုသဘောထားပြီးအကြံဉာဏ်တောင်းခံတာဟာ marketing ရဲ့အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဝယ်ယူသူပြောသမျှကိုပုံတည်လှုပ်ဆောင်ဖို့မဟုတ်ပဲသူတို့ရဲ့စကားတွေကနေလိုအပ်တဲ့အရေးအမြတ်တွေကိုရှာဖွေဖို့သာဖြစ်ပါတယ်။လူတိုင်းကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်မဲ့နည်းလမ်းကိုရှာဖွေပြီးအကောင်းဆုံးဝန်ဆောင်မှုပေးခြင်းကစီးပွားရေးကိုအလိုလိုတိုးတက်စေမှာဖြစ်ပါတယ်။ဒီစာအုပ်ကနေရရှိတဲ့အဓိကသင်ခန်းစာကတော့ရောင်းဖို့မကြိုးစားပဲဝယ်ယူသူတွေရဲ့ပျော်ရွှင်မှုကိုဦးစားပေးဖို့ဖြစ်ပါတယ်။အခြေခံကြတဲ့ကောက်ဟုတွေကိုနေ့စဉ်လှုပ်ဆောင်တာဇလမ်တွေနဲ့စိတ်ကိုလှုပ်ရှားစေတာနဲ့ဝယ်ယူသူတွေကိုလူသားတဦးအနေနဲ့လေးစားမှုပေးတာတွေဟာစီးပွားရေးတင်မကပဲဘဝတစ်ခွလုံးဝတ်ပါအသုံးဝင်ပါတယ်။တောက်ရည်လိုမျိုးလူသားအလုံးလိုအပ်တဲ့အရာတွေကိုပြတ်မှတ်ထားပြီးလူတိုင်းကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ဒီနီလမ်တွေကိုအသုံးပြုပြီးမိတ်ဆွေတို့လည်းကိုယ်ပိုင်အောင်မြင်မှုတွေကိုတည်ဆောက်နိုင်ပါစေလို့တိုက်တွန်းလိုက်ပါတယ်။